မြတ်စွာဘုရားလက်ထက်ကနတ်သားတစ်ပါးကမြတ်စွာဘုရားကိုလာပြီးတော့မေးတယ်ဘယ်လိုအရာကိုလှူဒန်းလို့ရှိရင်ခွန်အားကိုလှူဒန်းရာရောက်ပါသလဲတဲ့ဆိုလိုတာကဖြစ်လျက်ဘဝမှာခွန်အားကြီးအောင်ဘာတွေကိုလှူရမှလဲတဲ့နားလည်အောင်သဘောပေါက်အောင်နားထောင်တော့တခါဤမိုင်များဘယ်လိုအရာကိုလှူလို့ရှိရင်ရုပ်ဆင်းအင်္ဂါလှပတင့်နေခြင်းကိုလှူဒန်းရာရောက်ပါသလဲတဲ့ဘယ်နှချက်ရှိပြီဘယ်လိုအရာကိုလှူဒန်းရင်ချမ်းသာဒုက္ခကိုလှူဒန်းရာရောက်ပါသလဲတဲ့ဘယ်လိုအရာကိုလှူဒန်းလို့ရှိရင်မျက်စိကိုလှူဒန်းရာရောက်ပါသလဲတဲ့ဘယ်လိုအရာကိုလှူဒန်းရင်အလုံးစုံကိုလှူဒန်းရာရောက်ပါသလဲတဲ့မိကွန်းဘယ်နှချက်ငါးချက်မေးတာ9မိနစ်အတွင်းပြီးပြောမှာနော်အဲ့ဒီမှာမြတ်စွာဘုရားကအစာအာဟာရကိုလှူဒန်းလို့ရှိရင်ခွန်အားကိုလှူဒန်းရာရောက်တယ်တဲ့ဖြစ်လျာဘဝမှာခွန်အားကြီးမယ်ပေါ့အဓိကဟုတ်လားအဝတ်အစားကိုလှူဒန်းလို့ရှိရင်အဝတ်အထည်ကိုလှူဒန်းလို့ရှိရင်ရုပ်ရည်လှပတင့်တယ်ခြင်းကိုလှူဒန်းရာရောက်တယ်တဲ့ဖြစ်လျာဘဝမှာရုပ်ချောမယ်ပေါ့ဟုတ်လားစီးစရာရင်ကိုလှူဒန်းလို့ရှိရင်ချမ်းသာဒုက္ခကိုလှူဒန်းရာရောက်တယ်တဲ့ဖဏတ်ဟာလည်းပဲရင်ထဲမှာပါတယ်နော်ဖဏတ်လှူတယ်မိမိတို့ကကားတို့ဘာတို့မလှူနိုင်ဘူးဆိုရင်ခရီးစရိတ်တို့ဘာတို့သူများလမ်းသွားတဲ့နေရာမှာအဆင်ပြေအောင်လှူမယ်ဆိုရင်လည်းဒါရှင်ကိုလှူဒန်းရာရောက်တယ်လို့ပြောလို့မရဘူးလားအဲ့ဒီလိုရင်အစရှိတဲ့ဖဏတ်အစရှိတဲ့လှူဒန်းပွဲဝတ္ထုကိုလှူဒန်းလို့ရှိရင်ချမ်းသာဒုက္ခကိုလှူဒန်းရာရောက်တယ်လူခံတဲ့ပုဂ္ဂိုလ်ချမ်းသာသွားစေလို့နော်အလင်းရောင်ကိုလှူဒန်းရင်စီမီးကိုလှူဒန်းရင်အခုလိုလျှက်စစ်မီးတွေကိုလှူဒန်းလို့ရှိရင်မျက်စိကိုလှူဒန်းရာရောက်တယ်တဲ့ဘယ်နှချက်ရှိပြီ၄ချက်ရှိပြီ၅ခုမြောက်မေးခွန်းမှတ်မိသေးလားအလုံးစုံလှူဒန်းတာနော်ဘာကိုလှူဒန်းရင်အလုံးစုံကိုလှူဒန်းရာရောက်ပါသလဲဆိုတဲ့မေးခွန်းလေရက်လေးမျက်နှာရက်ရှင်းမျက်နှာကကြွားရောက်လာကြတဲ့တန်ဃာတော်ရှင်မြတ်များသတင်းသုံးကြပါစေလို့မွန်မြတ်တဲ့စိတ်စေတနာပြဋ္ဌာန်းပြီးတော့ကျောင်းကိုလှူဒန်းရင်အလုံးစုံကိုလှူဒန်းရာရောက်တယ်တဲ့ဝမ်းမြောက်စရာမကောင်းဘူးလားအဲ့ဒါမြတ်စွာဘုရားကနတ်သားကမေးခွန်း5ခုမေးပြီမလို့အဖြေကို6ခုဖြေတယ်ဗျာနောက်ထပ်အဖြေတစ်ခုကြံသေးတယ်အဲ့ဒါဘာလဲဆိုတော့သူတစ်ပါးနားလည်အောင်တရားဓမ္မတွေကိုသိအောင်ပြောပြပေးတယ်ဟောပြပေးတယ်စာဥစ္စာရများလှူတယ်တရားတိကွေများလှူတယ်ခုလိုတရားပွဲတွေဖြစ်မြောက်အောင်လုပ်တယ်ဓမ္မဒါနနော်တရားကိုဖြန့်ဝေတယ်အသိဉာဏ်ကိုဖြန့်ဝေတယ်ဆိုလို့ရှိရင်အဲ့ဒါနိဗ္ဗာန်ကိုလှူဒန်းရာရောက်တယ်တဲ့အဖြေပဲတစ်ချက်6ချက်ပြီးတော့ပိဋကပေါင်းသူတော်ကောင်းတို့ကဒီကနေ့အကြောင်းရည်သက်ချဆိုတော့ဆွမ်းနေပါလေလှူကြမှာပါပဲနော်ကိုလှုပ်ထားတဲ့အလုပ်ရဲ့တန်ဖိုးကိုပြုထားတဲ့ကုသိုလ်ကောင်းမှုရဲ့တန်ဖိုးကိုအဲ့ဒါလိုလေးဦးဇင်းတို့ကရှေ့ကနေနည်းနည်းလေးကြောင်းပေးလိုက်တော့ဩတို့ကြောင်းကြီးဆောက်ပြီးတော့စုပေါင်းပြီးတော့လှူဒန်းထားတာအလုံးစုံသောချမ်းသာဒုက္ခကိုလှူဒန်းရာရောက်တယ်ဆိုပါလားအလုံးစုံသောချမ်းသာဒုက္ခဆိုမှတော့နိဗ္ဗာန်လည်းမပါဘူးလားပါတယ်နော်အဲ့ဒီတော့လောကအတွင်းမှာရနိုင်တဲ့ချမ်းသာတွေလောကလွန်ချမ်းသာဖြစ်တဲ့လောကုတ္တရာချမ်းသာတွေအားလုံးကိုကြောင်းကိုလှူဒန်းသောဒါနကောင်းမှုသည်ရအောင်မပေးနိုင်ပေဘူးလားပေးနိုင်ပေအဲ့ဒီစကားလေးကိုအဖန်ဖန်ထပ်ထပ်နှလုံးသွင်းပြီးတော့မိမိတို့ဘဝတစ်လျှောက်လုံးမတို့ကြောင်းလှူခဲ့ရတယ်ကြောင်းလှူခဲ့ရတယ်လို့တွေးပြီးတော့အပ္ပရစေတနာများဖြစ်နိုင်ကြပါစေဟုတ်လားအဲ့ဒါကတော့ကြောင်းအနုမောဒနာတရားပဲငင်းခုန်ငင်းကိုဘေးလို့ပြောထားဟုတ်လားငင်းခုန်ငင်းဒီဘေးပါတဲ့ငင်းခုန်ငင်းမှာအလွန်ကြောက်မက်ဖွယ်ရာကောင်းတဲ့အနာဂတ်ရှိတယ်မမျှော်မှန်းနိုင်တဲ့ဘေးဒုက္ခတွေရှိတယ်ဘာတွေဖြစ်လာမယ်ဆိုတာကြိုတင်ပြီးတော့ခံမှန်းလို့မရညင်းရင်နဲ့အ ਨੇ ဆုံးတော့ဒေါသတွေဖြစ်ပြီးတော့မျက်နှာတွေနှီးပြီးတော့အစကဘလောက်ပဲမေတ္တာရှိတဲ့ပုဂ္ဂိုလ်တွေပဲဖြစ်ဖြစ်ညင်းပြီးကတော့တယောက်မျက်နှာတယောက်မကြည့်ချင်တော့ဘူး။ဘာဖြစ်သွားတာတော့မုန်းသွားတာဟုတ်လားအဲ့ဒါတချို့ညင်းခုန်မှုတွေတိတ်ကြီးတယ်နှစ်ဆိုင်တယ်ဆိုရင်တခဏမုန်းတာနဲ့မကဘဲနဲ့တဘဝလုံးမုန်းသွားတာလည်းဖြစ်နိုင်တယ်နော်ချစ်သူတွေကနေမုန်းသူတွေလည်းဖြစ်သွားနိုင်တယ်
မိတ်ဆွေတွေကနေရန်သူတွေလည်းဖြစ်သွားနိုင်တယ်တစ်ဖွဲ့နဲ့တစ်ဖွဲ့တစ်ဖက်နဲ့တစ်ဖက်ဆိုတဲ့ကွဲပြားခြင်းအမျိုးမျိုးကိုလည်းဖြစ်သွားစေနိုင်တယ်ငြင်းခုန်ခြင်းမှာဒါကြောင့်ငြင်းခုန်ခြင်းမှာကြောက်မက်ဖွယ်ဘေးအန္တရာယ်ရှိတဲ့အတွက်ကြောင့်မြတ်စွာဘုရားကငြင်းခုန်ခြင်းဟာကြောက်မက်ဖွယ်ရာကောင်းတဲ့ဘေးတစ်မျိုးလို့အမှန်တိုင်းသိရမယ်မြင်ရမယ်လို့ဟောတာပေါ့ဟုတ်လားညင်းတာကတော့အကြောင်းမျိုးမျိုးရှိတာပေါ့တခုသောအကြောင်းကလည်းပဲတယောက်နဲ့တယောက်အမြင်မတူရင်လည်းပဲညင်းကြတယ်အမြင်ကလည်းတူဖို့ခက်သားဗျာသူကလည်းသူ့အကြိုက်သူ့စရိုက်သူ့ဝါဒနာသူ့ဘယ်ဘဝကလာလို့ဘာတွေကြိုက်ပြီးတော့ဘာတွေလုပ်ခဲ့မှမသိဟုတ်လားကိုကလည်းကို့အကြိုက်ကို့စရိုက်ကို့ဝါဒနာနဲ့ဘယ်ဘဝကလာလို့ဘာတွေလုပ်ပြီးတော့ဘာတွေရှာခဲ့မှမသိတယောက်နဲ့တယောက်အကြိုက်မတူအမြင်မတူတာကိုအကြောင်းပြုပြီးတော့ညင်းတယ်ဆိုတာမဖြစ်နိုင်ဘူးလားဖြစ်နိုင်တယ်ဟုတ်လားခက်တာကအမြင်ဆိုတာကလည်းတူဖို့မလွယ်ဘူးခုပုထုဇဉ်တွေဦးဇင်းတို့တရားဓမ္မတွေဦးဇင်းတို့တွေဟာအမြင်မတူရတဲ့အထဲမှာအမြင်ကလည်းမပြည့်စုံတစုံတစ်ခုကိုမြင်နေဆိုရင်ပြည့်ပြည့်စုံစုံမြင်ခဲ့တယ်တသိတဒေတာလေးကိုကွက်မြင်ပြီးတော့ဒါအမှန်လို့ပြောကြတာဗျဟုတ်လားနော်တသိတဒေတာလေးကိုပဲကွက်မြင်ပြီးတော့ဒါကိုအမှန်လို့ပြောကြတာတချို့ကြတော့တော်တော်ကိုဆိုးပါတယ်ဗျမှန်တယ်ထင်လို့ညင်းတာကတော်သေးရဲ့တချို့ညင်းနဲ့ကိုမှားမှန်းသိတယ်မှားမှန်းသိလို့လျှော့သလားဆိုတော့မလျှော့လျှော့လိုက်ရင်သိခါကြမှာကြောက်ပြီးတော့ဇွတ်ပေပြီးတော့တခါတည်းညင်းနေတာမရှိဘူးလားဟာအဲ့ဒါကတော့တော်တော်ကိုစိတ်ပြည့်စရာကောင်းတယ်ယုံညံ့တယ်ပေါ့အဲ့ဒီစိတ်ဓာတ်ကတော့မှားမှန်းသိရင်ဝန်ခံရဲရမယ်လေဟုတ်လားသို့တော့မှားမှန်းသိတောင်မှဝန်မခံရဲပဲနဲ့မှားတဲ့ဘက်ကပဲရက်ပြီးတော့မှားတဲ့ဘက်မှာပဲနေပြီးတော့ညင်းနေတာကောမရှိဘူးလားကြည့်တယ်အဲ့ဒါတွေကတော့အလွန်ကိုစိတ်ပြည့်စရာကောင်းတဲ့အနေအထားပေါ့ဟုတ်လားဒါနဲ့ရင်ဦးစင်းရဲ့တချို့မှန်တယ်ဆိုပြီးတော့ညင်းနေကြတာရှိတယ်အဲ့ဒါကောညင်းတဲ့သလားမညင်းသင့်ဘူးလို့ထင်တယ်တချို့ကငါမှန်တယ်ဆိုပြီးတော့တကယ်လည်း तू မှန်ကောင်းမှန်ပါလိမ့်မယ်မှန်တယ်ဆိုပြီးတော့ဖိညင်ကြတာမရှိဘူးလားရှိတယ်မှန်တယ်ထင်တယ်မှန်တယ်ဆိုလည်းမညင်းသင့်ဘူးလို့ထင်တယ်ဘာဖြစ်လို့လဲကိုယ့်ရဲ့စကားကိုတစ်ဖက်ကလက်မှမခံပါဘူးဆိုတဲ့နောက်ပိုင်းမှာဘာမှဆက်ပြောစရာအကြောင်းမရှိဘူးလို့ထင်တယ်ကိုယ်စကားမှ तू လက်မခံဘူးဆိုရင်ဘာလို့ဆက်ပြောနေတာလဲဘာမှအကျိုးမရှိတော့ဘူးလေဟုတ်တယ်မဟုတ်လားစကားပြောတယ်အလုပ်လုပ်တယ်ဆိုတာအကျိုးတစုံတရာရှိနိုင်လို့ရှိမယ်ထင်လို့လုပ်ကြရတာကိုဟုတ်လားကိုပြောတဲ့စကားကိုလက်မခံတော့ဘူးဆိုတဲ့နောက်ပိုင်းမှာပြောစရာအကြောင်းမရှိဘူးလို့ထင်တယ်လက်မခံမှန်းသိရတဲ့ဆက်ပြောနေတယ်ဆိုရင်လည်းကိုယ့်ရဲ့စေတနာကိုစဉ်းစားသင့်တယ်လို့ထင်တယ်ဘာလို့ဆက်ပြောနေတာလဲလူတက်ကြီးလှုပ်ချင်လို့ပြောနေတာလားတစ်ဖက်လူညှက်လိုက်တာဆိုတာကိုပေါ်လွင်ထင်ရှားအောင်ပြောနေတာလားငါတိတ်တော်တာပဲဆိုတာကိုလူသိသွားအောင်ပြောချင်တာလားစဉ်းစားရမရှိဘူးလားရှိတယ်ဒါကြောင့်မှန်တယ်ဆိုပြီးတော့လည်းဖိပြီးတော့မငင်းသင့်ဘူးနော်ပုံမြင်လေးတစ်ပုဒ်ပြောအောင်မယ်လူငယ်တွေအတွက်ဟုတ်လားတခါတုန်းကကျောင်းတိုင်းဘုန်းကြီးတစ်ပါးစီကိုကျောင်းသား2ယောက်ရံဖြစ်ပြီးတော့ရောက်လာဘုန်းကြီးကမင်းတို့ဘာလို့ရံဖြစ်လာကြတော့အဲ့တော့ကျောင်းသားကဘာပြောတော့ဆိုတော့ဒီပြီးတော့ညင်းနဲ့ရံဖြစ်လာတာပါဖေ။မင်းတို့ကရံဖြစ်ရလောက်အောင်မြန်ဘာတွေညင်းကြတာတော့ဒီကောင်က1နဲ့2နဲ့ပေါင်းရင်4လို့ပြောတယ်ဗျာတဲ့အဲ့ဒါတပြည့်တော့ကမဟုတ်ဘူး1နဲ့2နဲ့ပေါင်းရင်3လို့ပြောတာတဲ့အဲ့ဒါ3ကွမ်း4ကွမ်းနဲ့ညင်းရင်တပြည့်တော့2ယောက်ရံဖြစ်လာတာဖေ။အဲ့ဒါဘုန်းကြီးကတအောင်လောက်စဉ်းစားပြီးတော့ဂိုင်းအဲ့လိုဆိုရင်1နဲ့2နဲ့ပေါင်း3ဆိုတဲ့ကောင်လာခဲ့လို့ခေါ်တယ်တဲ့ကလေးကတော့ငါ့ကိုချီးမွမ်းတော့မယ်လို့ထင်ကောင်းထင်မယ်ပေါ့ဟုတ်လားဟိုးလဲရောက်ရောက်ဘုန်းကြီးက1နဲ့2နဲ့ပေါင်း3ဆိုတဲ့ကောင်ကိုရိုက်တယ်တဲ့အဲ့တော့ဒီကလေးကဟာငါမှန်လဲမှန်ရတဲ့နဲ့ရိုက်ခံရတယ်ဘာလဲမသိဘူးပေါ့အဲ့ဒါနဲ့ဘုန်းကြီးကမင်းကိုငါဘာကြောင့်ရိုက်တယ်ဆိုတာမင်းသိနားလဲဟာမတူဘူးငါရှင်းပြမယ်တဲ့1နဲ့2နဲ့ပေါင်းရင်3ဆိုတာလောက်မှမသိတဲ့ကောင်နဲ့တုတ်ပြီးတော့ညင်းတာမင်းမှာအပြစ်ရှိတယ်တဲ့ဟုတ်လားနော်ပိဿတို့စဉ်းစားနော်1နဲ့2နဲ့ပေါင်းရင်3ဆိုတာလောက်မှမသိတဲ့လူနဲ့တုတ်ပြီးတော့ညင်းတာဗါတယ်အပြစ်ရှိတယ်တဲ့နော်ဦးဇင်းတို့စဉ်းစားတရားရှိတယ်နော်ညင်းတယ်ဆိုတာထိုက်တဲ့လောက်အဆင့်တူလို့ညင်းလို့ရတာအဆင့်သိပ်กว่าနေညင်းလို့မရအောင်ညင်းတိုင်းငါတူတဲ့အများကြီးတာတယ်လို့သိပ်မထင်နဲ့ဟုတ်လားနော်ညင်းတာအဆင့်မတူပဲနဲ့ထိုက်တဲ့အဆင့်တူညီမှုရှိပဲနဲ့မညင်းဘူးတက္ကသိုလ်ကပမောက္ခဆရာကြီးကမူလာတန်းကျောင်းသားလေးနဲ့တူပြီးတော့ညင်းမလားဘာပြုလို့လဲအဲ့ဒါသူ့အဆင့်မဟုတ်ဘူးဟုတ်ရလားဒါကြောင့်ပိဿပေါင်းတော်ကတော့ညင်းခုန်ညင်းသည်တန်းညှိခြင်းတစ်မျိုးလို့ဦးဇင်းထင်တယ်ဟုတ်လားဒါပေမဲ့ခက်တာကလူတွေကညင်းပြီဆိုရင်တော့ငါသူ့တဲ့တာတယ်လို့ထင်တာကတော်တော်ခက်တယ်နော်အဲ့တော့ပိဿပေါင်းတော်ကောင်တို့မှားမှန်းသိရတဲ့နဲ့ဇွတ်ညင်းတာကတော့တော်တော်ကိုစိတ်ပြည့်စရာကောင်းတယ်ပေါ့မှန်တယ်ထင်ပြီးတော့ဖိညင်တာလည်းတော်တော်မကောင်းဘူးလို့နားလည်ရမယ်ဟုတ်ရလားဒါကြောင့်ပိဿပေါင်းတော်ကောင်တို့
ဘယ်လိုအကြောင်းကိုပဲအခြေခံလို့ညင်းပြီဆိုရင်တော့ဘာဖြစ်မလို့ဘေးတင်လိမ့်မယ်ဟုတ်မြတ်စွာဘုရားတဲ့အဲ့ဒါလောက်တတ္တဝါတွေကိုအချောက်တိုက်ကြီးအကျိုးမဲ့နှိပ်စက်တတ်တဲ့မနာလိုခြင်းဝင်တိုခြင်းဆိုတဲ့အိတ်တာမစ္စရိယကဘာကြောင့်ဖြစ်တာလဲတဲ့ကဲတခါကြီးမပြဒီအဖြေလေးကအင်မတန်အရေးပါတယ်ဗျဒီအဖြေကိုသိရင်တရားဓမ္မတို့ဦးဇင်းတို့အတွက်အိတ်တာမစ္စရိယမဖြစ်အောင်တားဖို့နီလန်းကိုရနော်အိတ်တာမစ္စရိယဘာကြောင့်ဖြစ်လဲလို့မေးတာမသိချင်ဘူးလားဦးဇင်းကတော့အဲ့ဒီစာလေးဖတ်ခါစားကတော်တော်သိချင်တယ်ဟာစာရွက်တောင်နဲ့ကြော်လိုက်ရသေးတယ်ဂျားမှာအသေးသေးရှင်းတာမြန်သိချင်လို့ဟုတ်လားအေးအဲ့တော့ပူလောင်ခြင်းမငြိမ်းချမ်းခြင်းကအိတ်တာမစ္စရိယကြောင့်ဖြစ်တယ်အိတ်တာမစ္စရိယဘာကြောင့်ဖြစ်လဲလို့ဒုတိယတဆင့်တက်လာတယ်နော်အဲ့ဒီမှာမြတ်စွာဘုရားကဘာဖြစ်လဲဆိုတော့အိတ်တာမစ္စရိယဟာပိယနိဒါနံတဲ့ချစ်ချင်းမုန်းခြင်းကြောင့်ဖြစ်တာတဲ့တော်တော်စိတ်ဝင်စားတဲ့အကောင်းတယ်နားလည်အောင်ရှင်းပြမယ်နော်မနာလိုခြင်းဝင်တိုခြင်းဟာချစ်ချင်းမုန်းခြင်းကြောင့်ဖြစ်တာတဲ့ဦးဇင်ပါဠိတွေအရှိမရွတ်ဘူးနော်ဟိုရှင်းပြတဲ့စကားတွေများလို့ဟုတ်လားအဲ့တော့မနာလိုခြင်းဝင်တိုခြင်းကဘာကြောင့်ဖြစ်တယ်ချစ်ချင်းမုန်းခြင်းကြောင့်ဖြစ်တာတဲ့ချစ်အပ်မုန်းအပ်တဲ့တတ္တဝါတွေရှိတယ်ချစ်အပ်မုန်းအပ်တဲ့ပစ္စည်းဥစ္စာတွေတတ်မဲ့ပစ္စည်းတွေကမရှိဘူးလားရှိတယ်တရားဓမ္မတို့ဦးဇင်းတို့မှာကိုချစ်ရမယ့်အရာတွေလည်းရှိတယ်မုန်းရမယ့်အရာတွေလည်းရှိတယ်အဲ့ဒီချစ်ချင်းမုန်းခြင်းကမနာလိုခြင်းဝင်တိုခြင်းကိုဖြစ်အောင်လုပ်တာတဲ့သိမှန်တာပေါ့အကြံမြင်လေးချစ်ရင်ဝင်တိုတယ်မုန်းရင်မနာလိုတာဒါပဲဒါအကြံမြင်ပြောတာချစ်ပြီးတော့ဝင်တိုတာလည်းရှိတယ်ချစ်ပြီးတော့မနာလိုတာလည်းရှိတယ်ဒါပေမဲ့များသောအားဖြင့်တော့ချစ်ရင်ဝင်တိုတယ်နော်မုန်းပြီးတော့မနာလိုတာလည်းရှိတယ်မုန်းပြီးတော့ဝင်တိုတာလည်းရှိတယ်ဒါပေမဲ့အများအားဖြင့်တော့မုန်းရင်မနာလိုတာများတယ်ကိုမုန်းတဲ့လူကြီးကြီးပွားနေတယ်ကြီးကိုမကြည့်ချင်တော်စမ်းမှာအလကားဆိုင်ကိုလို့ချုံပေါ်ရောက်နေထိန်ကိုမထိန်နိုင်ဘူးပါဇက်ကထွက်လာတာဟုတ်လားဟမ်တခါကြီးဒီမိုင်မြကိုကြီးပွားတဲ့လူကြားရတဲ့အတန်ကိုချိုသားတုံ့ပြန်နိုင်လားကိုမုန်းတဲ့လူကြီးပွားတာကိုချိုသားတုံ့ပြန်နိုင်လားအလကားပါမျက်နာတွေလည်းရှုပ်မဲ့ပြီးတော့ပြောရတယ်တော်တော်ကြီးမကောင်းဘူးတတိထားနော်တခါကြီးမိုင်မြမနာလိုခြင်းတောင်ဖြစ်လာတဲ့စကားသံတွေကကြည်ကောင်းလားကြားကောင်းလားကြားမကောင်းဘူးအဲ့ဒီချိန်မှာဖြစ်နေတဲ့မျက်နှာအမူအရာကြီးကဘယ်လိုနေလဲတကယ်ကိုမဲ့ကရွက်ကတော်တော်တရုပ်ဆောင်ကောင်းတယ်လို့ပြောရမယ်နော်ဒါကြောင့်မနာလိုခြင်းဟာများသောအားဖြင့်ဘာကြောင့်ဖြစ်လဲမုန်းခြင်းကြောင့်ဖြစ်တယ်နော်ကိုချစ်တဲ့လူကြီးပွားတယ်ဆိုရင်တော့တတလေးပဲနေလိုက်တာမနာလိုတာတိတ်မဖြစ်ဘူးသိလားဒါပေမဲ့ဝင်တိုခြင်းကချစ်တဲ့လူနဲ့ပတ်သက်လာရင်တော့အကြီးကျယ်သူစခန်းထားလာတယ်နော်တချို့ဆိုလို့ရှိရင်ကိုချစ်တဲ့လူကိုအထိမပြောနဲ့အကြည့်တောင်မခံနိုင်ဘူးငိုရတဲ့အချိန်တိုင်းမှာဒီဒေသနာလေးကိုအမှတ်ရရင်မျက်ရည်တိတ်နိုင်ကောင်းတယ်လို့ဘုံကတွေးမိတာဒီဟာလေးကိုဖတ်ရင်းနဲ့မျက်ရည်ကျပြီဆိုငိုမနေပါနဲ့အားရသေးဘူးလားတတန်တရားလုံးမိုးလာတာဘုရားသမုဒ္ဒရာလေးစင်းမှာရှိတယ်ရေထက်တောင်များတယ်လို့ပြောတာဒီတစ်စက်နဲ့တော့တိုးပြီးတော့များတော့ပါဟုတ်လားငိုမနေပါနဲ့လို့ကိုဘာလို့ဖို့လို့တော့နှစ်သိမ့်ဖို့လိုမယ်ပေါ့နော်ဟုတ်လားဒီမှာမြတ်စွာဘုရားအဲ့ဒါလိုလေးသမုဒ္ဒရာလေးစင်းမှာရှိတဲ့ရေကနေတယ်ဒုက္ခနဲ့တွေ့လို့ငိုရတဲ့မြေတွေကများတယ်လို့ပြောပြီးတဲ့နောက်မှာနောက်ဆုံးပါတာလေးပါပြောတော့အဲ့ဒါလေးကအဓိကအချက်ကလေးပေါ့နော်ကိဉ္ကရဏအမတုံပမစ္စတိဒီသဘာဝတွေဒီလိုဖြစ်ခဲ့တာတိပါလက်ကနဲ့ကိဉ္ကရဏဘယ်အကြောင်းကြောင့်အမတုံသင်သည်ပမစ္စတိမေ့လျော့၍နေပြီတဲ့နေတဲ့ဒါဒီအကြောင်းအရာတွေဘာလို့မေ့နေတာအဲ့ဒါကိုဘုံဘုံကဖတ်ရင်းနဲ့စိတ်ထဲမှာတမျိုးလေးသဘောပေါက်သွားတယ်ဟုတ်တာပဲလို့ဒါတွေကိုမေ့နေလို့သာအခုကိစ္စတွေကိုအကြီးကြီးထင်ပြီးတော့ငိုးနေတာငကိုတုံးကငိုခဲ့ရတဲ့ကိစ္စတွေငိုခဲ့တဲ့အနေအထားတွေကိုပြန်ပြီးတော့မြန်အမှတ်ရမယ်ဆိုရင်ဒီကိစ္စကဒီလောက်ငိုစရာကောင်းမှာမဟုတ်ဘူးကျွန်တော်မေ့ခဲ့ကြတာနော်ငိုတော့တကယ်ငိုခဲ့ကြတာပဲနော်အရင်ဘဝကလည်းငိုခဲ့တယ်အရင်ဘဝကလည်းငိုခဲ့တယ်တကယ်ကိုအကြီးအကျယ်မြေကြီးမှာလူလှိမ့်ပြီးတော့ငိုခဲ့တယ်ငိုရင်းနဲ့သေခဲ့တဲ့ဘဝတောင်ရှိတော့နိုင်မှာမဟုတ်အဲ့ဒါလေးကျတို့ဘာဖြစ်ပြလိုက်တာတော့မေ့ပလိုက်တာနော်ပရိသေတွေနေတဲ့ကိစ္စအလွန်ဆင်းရဲတာသေတဲ့ကိစ္စလည်းအလွန်ဆင်းရဲတာဆိုတဲ့အတွက်ကြောင့်ဘုန်းတို့ဘဝချားသွားပြီဆိုတာနဲ့အရင်ဘဝကဘာတော့အမေကြီးမေ့ပြလိုက်တာပြန်စဉ်းစားတယ်မပေါ်တော့တ
ကယ်လို့သာအရင်ဘဝငိုခဲ့တာတွေကိုမြတ်ဘုန်းတို့ပြန်ပြီးတော့သိနိုင်မယ်မြင်နိုင်မယ်အမှတ်ရနိုင်မယ်ဆိုလို့ရှိရင်အများကြီးတန်ဝေကရနိုင်စရာအကြောင်းမရှိဘူးလားရှိတယ်အဲ့ဒါကိုစဉ်းစားရင်းနဲ့တစ်ဆက်တည်းဘုံဘုံကဘာတွေးမိတော့ဆိုဂိုင်းထားပါလေအရင်ဘဝငိုခဲ့တာတွေကိုအမှတ်မိတာဂိုင်းထားပါတော့ဒီဘဝငိုခဲ့တာတွေကိုအမှတ်ရမယ်ဆိုရင်တော့တော်တော်ကောင်းအောင်ပဲဒါလည်းယောဂီတို့ဘုံဘုံကကိုတွေးတာလေးကိုမျှဝေကြည့်တာပါဒီဘဝလည်းပဲချိန်မုံများဆိုငိုခဲ့ဘူးလားစိတ်ချမ်းသာခြင်းရင်သူများကကိုယ့်ကိုပြောတဲ့စကားတွေကိုမကြည်မနဲ့စိတ်ဝယ်မှတ်ပြီးတော့မပြတ်ခါကအောက်မေ့မနေပါနဲ့ဟုတ်လားအေးသူတစ်ပါးဘာတွေလုံနေတယ်ဘာတွေလုံမနေဘူးလို့အဲ့ဒါကိုအလုတ်တစ်ခုလို့သဘောထားပြီးတော့စဉ်းစားမနေပါနဲ့တဲ့ဘာဖြစ်လို့လဲဆိုတော့အကုသိုလ်များမှာဆိုလို့လူတွေဆိုတာခက်တယ်ဗျသူများမကောင်းတာလုံနေပြီဆိုတော့လေကြည်စမ်းလူယုံမာတွေမကောင်းတာလုံနေတာစိတ်ထဲမှာဘာဖြစ်တယ်အကုသိုလ်တွေဖြစ်တယ်သူများကောင်းတာလုံနေတော့ခေါ်တဲ့လကားပါကွာဒီယုံမြင်လို့ဒီချုံထွင်တာပါထောင်မြင်လို့ရာစွန့်တာပါစိတ်ကောင်းနှလုံးကောင်းနဲ့လုံနေတာမဟုတ်ပါဘူးလို့ဟောကိုမုန်းတယ်ဆိုလို့ရှိရင်ကောင်းတာလုံနေတာကိုတောင်မှစိတ်ထဲမှာအကုသိုလ်မဖြစ်ဘူးလားဟေးသူများကြောင့်စဉ်းစားရတာသိပြီးတော့အမျက်မရှိဘူးဘဝမှာဘာကြောင့်ဘုံဘုံတို့တွေကငြင်းငြင်းချမ်းချမ်းအေးအေးဆေးဆေးမနေကြရတယ်လေဒီစိတ်နှလုံးဟာအနှောင်အဖွဲတွေနဲ့နေလို့ဟုတ်လားအလိုရှန္ဒာတွေမကျေနပ်မှုတွေမတိမှုတွေဒါတွေအနှောင်အဖွဲတွေရဲ့ခေါင်းဆောင်ကြီးတွေပဲလေတခုကိုဘုံဘုံတို့လိုချင်နေတဲ့တောင်းတနေတဲ့ဆိုရင်စိတ်ကမလွတ်လပ်တော့ဘူးလောဘနှောင်ဖွဲ့ထားတယ်လိုချင်မှုကြီးရင်ကြီးတော့ဒီစိတ်ကလှုပ်ကိုလှုပ်မရဘူးဟုတ်လားဟာမကျေနပ်မှုကြီးရင်ရောအနှောင်အဖွဲပဲနော်ခဏခဏတတိယတဲ့မုန်းတဲ့လူတွေကိုဟုတ်လားဒီမကျေနပ်တဲ့စိတ်နဲ့ကြိမ်ဖန်များစွာတွေးတယ်စိတ်ကမကျေနပ်မှုထဲမှာပဲမြုပ်နေဟုတ်လားအဲ့လိုပဲမသိမှုသိအောင်လည်းမကြိုးစားဘူးဒီလိုပဲဘုရုဘွားရနဲ့ပဲနေနေတာသူလည်းပဲပါလို့အနှောင်ဖွဲ့တစ်မျိုးပဲနော်အဲ့ဒီအနှောင်ဖွဲ့ကိုဘုံဘုံတို့ဘယ်လိုခေါ်တော့တန်ရောရှင်နော်စိတ်နှလုံးကိုပူလောင်စေတဲ့လို့အဲ့ဒီတရားတွေကိုပဲနောက်ထပ်ဘယ်လိုနာမည်ပေးသေးတော့ကိလေသာဟုတ်လားစိတ်ကိုမလွတ်လပ်အောင်နှောင်ဖွဲ့ထားတဲ့လို့တန်ရောစဉ်လို့ခေါ်တယ်စိတ်ကိုပူလောင်အောင်ရှုမြိုက်တဲ့လို့ကိလေသာလို့လည်းခေါ်တယ်ဟုတ်လားစိတ်ကိုအမှန်တရားကိုမမြင်အောင်ရှိရနေဖုံးကွယ်ထားတဲ့လို့និဝရဏလို့လည်းခေါ်တယ်ရေလှိုင်းကြီးများလို့နော်တတ္တဝါကိုအပေလေးပုံတီရောင်ဆွဲပြီးတော့နှစ်တက်လို့အကျိုးမဲ့ပျက်စီးခြင်းဖြင့်ပျက်စီးအောင်ဆွဲပြီးတော့နှစ်တက်လို့ဩဃလို့လည်းခေါ်တယ်အယမူသမားတယောက်လို့သဘာဝတရားတွေရဲ့အမှန်ကိုဘာမှမသိအောင်ဖုံးကွယ်ထားတဲ့လို့လှည့်စားထားတဲ့လို့အရက်နဲ့လည်းတူတယ်တဲ့မနေ့ကအဲ့ဒါကိုပြောစရာကောင်းတာမပြောခဲ့ရဘူးဟုတ်လားမနေ့ကပဂတိအရက်ကြီးပဲပြောရင်းနဲ့အချိန်ကုန်သွားတာအာတဝအရက်ကိုမပြောခဲ့ရဘူးနော်တကယ်တမ်းကဒီကိလေသာတရားတွေကိုလည်းမြတ်စွာဘုရားအာတဝဆိုတဲ့နာမည်နဲ့မဟုတ်ဘူးလားလောဘရဲ့ဒိဋ္ဌိရဲ့မောဟရဲ့ဒီတရားသုံးမျိုးကိုမြတ်စွာဘုရားအာတဝလို့ခေါ်တာလေအာတဝဆိုတာဘာလို့အရက်မူသမားမှအမှန်မသိတာမဟုတ်ဘူးသူကတော့အာတဝနှစ်ထပ်ကွန်းလို့ပြောနိုင်တယ်ဗောနော်ပင်ကိုအာတဝရှိနေတယ်လို့ပဂတိအရက်ကလည်းထပ်တောက်ထားတယ်ဆိုတော့သူ့ဥစားကအမှန်ကိုမြင်နိုင်ကြအကြောင်းကိုသိပြီးတော့မရှိတော့ဟုတ်လားပဂတိအရက်ကိုမတောက်မျိုးတော့လည်းပဲတတိမရှိလို့ရှိရင်အမှန်မသိလို့ရှိရင်စိတ်နှလုံးဟာအာတဝအရက်ကြောင့်မူးဝေနေအောင်ပါပဲသူကလည်းပဲအမှန်မသိနိုင်သေးဘူးနော်အဲ့လိုနှစ်မျိုးရှိတာကိုဘုံဘုံတို့ဘာလို့မလို့နားလေရကိုယ့်ရဲ့စိတ်နှလုံးကိုငြိမ်းငြိမ်းအေးအေးနဲ့တကယ်ကိုပဲအဆင့်မြင့်တဲ့ချမ်းသာတဲ့ဘဝမှာနော်နေနိုင်သွားခြင်းနဲ့ဆိုရင်ဘုန်းဘုန်းတို့ဟာအပမဒလိုအပ်ချက်ကိုဖြည့်ဆည်းပေးဖို့လိုအပမဒလိုအပ်ချက်ကိုဖြည့်ဆည်းမပေးနိုင်ဘူးဆိုရင်ကိုလိုလားတောင်းတတဲ့အဆင့်မြင့်တဲ့ငြိမ်းအေးတဲ့ချမ်းသာတဲ့ဘဝမှာနေနိုင်မှာမဟုတ်ဘူးနော်ပူပူလောင်လောင်ရှုပ်ရှုပ်ထွေးထွေးနေရင်းနဲ့ပဲသွားမှာပေါ့ဟုတ်လားအော်ဘဝဆိုတာဒီလိုပါလားမမျော်လင့်တာတွေဖြစ်မယ်ဘာမှတေချာမှုရရမှုမရှိဘူးအကြောင်းစုံလှလူဘဝဘာမှမရရကျုံနိုင်သည်ဘေးစုံအောင်တွေ့နေရင်မတေချာအကြောင်းတရားတွေကအစုံလုပ်ခဲ့တာတော့လူဝါကြီးမှာမနေ့ပြန်ဘာဖြစ်မယ်ဆိုတာဘယ်သူမှမသိအကြောင်းစုံလှလူဘဝဘာမှမရရအဆင်ရှိတဲ့လူတွေကိုလည်းပဲရရတယ်တေချာတယ်လို့သွားမထင်နဲ့အချိန်မရွေးကောက်ကနေဖြစ်နေတာဖြစ်နိုင်တယ်
အကြောင်းစုံခဲ့တာအိုးအများကြီးလောက်ခဲ့တာကျုပ်တို့ဟုတ်လားအကြောင်းစုံလှလူဘဝဘာမှမရှိရကျုံနိုင်သည်ဘေးစုံအောင်တွေးနေမသေးကြကျုံနိုင်တဲ့ဘေးတွေကစုံအောင်တွေးမယ်ဆိုရင်နေမသေးကြဘူးဆိုတာထင်ရှားတယ်အမျိုးမျိုးသောအကြောင်းတရားကြောင့်ဒီခန္ဓာကိုယ်ကြီးကမဖြစ်နိုင်တော့ပျက်စီးနိုင်တယ်အမျော်မြင်ကြီးတဲ့လူဉာဏ်ရှိတဲ့လူဆိုတာပတ်ဝန်းကျင်ကထွက်လာတဲ့ချီးမွမ်းခြင်းကဲ့ရဲ့ခြင်းစကားသံတွေကိုမတုံလှုပ်သင့်ဘူးတဲ့ဥပမာဘာနဲ့တူလဲဆိုရင်တခဲနဲ့ကြောက်သားနဲ့ပြီးတဲ့ကြောက်တောင်ကြီးဟာအရက်လေးမျက်နှာကတိုက်ခတ်လာတဲ့လေတို့ကြောင့်မတုံလှုပ်တယ်လို့မျိုးပဲတဲ့ဉာဏ်ရှိတဲ့လူဆိုတာအဲ့တော့ပတ်ဝန်းကျင်ကလေသူများရဲ့နှုတ်ဖျားကနေပြီးတော့အတန်တီးဟူသောလေတွေကတော့ကိုယ့်စီကိုတိုက်ခတ်လာမှာပဲလေကိုကအဲ့ဒါတုံလှုပ်နေမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဘဝဟာဘာမှခိုင်မာမှုမရှိတော့ဘူးအဲ့တော့သူများပြောတိုင်းခံစားမနေနဲ့ခံစားနေရင်ကိုယ်မှာဒေါသဖြစ်တဲ့အချိန်ကုန်တယ်ဘာအကျိုးမှမရှိမခံစားဖို့ရာကလည်းကိုကနှလုံးသွင်းမှန်ဖို့လိုသေးတယ်ဘယ်လိုနှလုံးသွင်းရမှာလဲဆိုတော့အဲ့ဒီစကားသံတက်တက်ကြောင့်တော့ငါဘာမှပြောင်းလဲမသွားဘူးဆိုတဲ့အချက်သူကောင်းတယ်ပြောလို့လည်းတကယ်ကောင်းတာမဟုတ်သူဆိုးတယ်ပြောလို့လည်းကိုတကယ်ဆိုးသွားတာမဟုတ်ဘူးကိုကတော့ငကိုအတိုင်းပဲသူထင်တာသူ့အထင်ပဲလေသူပြောတာသူ့အပြောပဲလေဟုတ်လားတချို့ဓာကိုသဘောမပေါက်တော့ကဲ့ရဲ့တန်ကိုမခံနိုင်လို့ရှက်လွန်းလို့ဘဝကိုအဆုံးစီရင်သွားတဲ့လူတွေတောင်ရှိတယ်ဟုတ်လားချီးမွမ်းတန်တွေကိုမခံနိုင်လို့အောက်ခြေတွေလော့ပြီးတော့တဲဟုတ်တဲ့ငါပဲဆိုပြီးတော့မတူမတန်တယ်လို့ပတ်ဝန်းကျင်ကိုဆက်ဆံသည့်အထိမိုက်မဲတဲ့လူတွေရှိတယ်ချီးမွမ်းခြင်းကဲ့ရဲ့ခြင်းလေပြင်းကြားမှာမရှုမလားကြဆုံးသွားတာဟုတ်လားဒါကြောင့်ဘေးကဘာပြောဒါလေးနဲ့ပတ်သက်ပြီးတော့အတူယူစရာအားကျစရာလေးဦးဇင်းတို့ပြောပြခြင်းတယ်မြတ်စွာဘုရားလက်ထက်ကယဟန်တော်လေးတစ်ပါးတောရဆောက်တည်ပြီးတော့တောအုပ်ရဲ့တနေရာမှာသင်္ကန်းကျောင်းလေးဆောက်ပြီးတော့ရွာနဲ့မနီးမဝေးတည်င်းသုံးပြီးတော့နေတာထူးခြားတာကဘာလဲဆိုတော့အဲ့ဒီရွာကအိမ်တအိမ်ကဒကာဒကမတွေနဲ့အဲ့ဒီယဟန်တော်လေးကအင်မတန်ရင်းနှီးတယ်အင်မတန်ခင်တယ်ခင်တော့တခါဆိုအဲ့ဒီအိမ်ကိုသွားပြီးတော့လဲတယ်တရားစကားပြောတယ်အိမ်ကလူတွေကလည်းသူ့ကိုသားလို့ညီလို့အကိုလို့ချစ်တယ်ခင်တယ်ကြည်ညိုတယ်ပေါ့ဟုတ်လားအဲ့ဒီလိုနဲ့တခါတလေဆိုသူကညစ်နဲ့မှပြန်တယ်အဲ့ဒီအိမ်မှာပဲနေတာအဲ့ဒီလိုနဲ့ဆက်ဆံမှုကသိရင်းနှီးလွန်းတော့အဲ့ဒီသင်္ကန်းကျောင်းလေးနားမှာရှိတဲ့တစ်ပင်ကိုစောင့်တဲ့တစ်ပင်စောင့်နှက်ကစိုးရိမ်တယ်ဒီယဟန်လေးရဲ့ပုံမှာသူကမေတ္တာရှိတယ်ဗျဒီယဟန်လေးအဲ့ဒီအိမ်ကိုအင်မတန်ရင်းနှီးတာပဲရင်းနှီးလွန်းအားကြီးပြီးတော့ပျက်စီးသွားရင်တော့ဒုက္ခအဲ့ဒီလိုယဟန်တော်လေးအပေါ်မှာကောင်းစေခြင်းနဲ့စိတ်ရှိတဲ့အတွက်ကြောင့်ပျက်စီးမှဆိုးလို့ဆိုပြီးတော့အဲ့ဒီအိမ်ကိုမသွားအောင်ဆိုပြီးတော့ဘာလုပ်တယ်လဲဆိုတော့အဲ့ဒီနက်ကအဲ့ဒီယဟန်တော်လေးနဲ့ရင်းနှီးတဲ့အိမ်ကဒကမဟန်ဖန်ဆင်းပြီးတော့နက်ကဖန်ဆင်းတာနော်ဒကမဟန်ဖန်ဆင်းပြီးတော့အဲ့ဒီယဟန်တော်လေးစီကိုရောက်လာတယ်ရောက်လာတော့ကိုတော်လေးကအဲ့ဒါကိုနက်လို့ဘယ်သိမှလဲသူ့အိမ်ကဒကမပဲလို့ထင်တာအဲ့ဒီမှာဒကမကရှောက်တယ်တဲ့အရှင်ဘုရားလမ်းစုံလမ်းကွာလမ်းလေးကွာလူတွေဆုံတိုင်းယထာစိတ်တွေမှာဥယျာဉ်တွေအပန်းဖြေတဲ့နေရာတွေမှာလူတွေစုပြီးတော့အရှင်ဘုရားနဲ့တပည့်တော်ကိုဘာလိုညာလိုပြောနေကြတယ်တဲ့ပိဿရေဘယ်သူကပြောတာတော့နတ်ကပြောတာဘယ်သူပုံစံဖန်ဆင်းပြီးတော့ပြောနေတာလဲဒကမပုံစံဖန်ဆင်းပြောနေတာတော်ယုံတန်ယုံလူဆိုရင်အဲ့ဒီယဟန်တော်လေးနေရာမှာနေကြည့်ဘလောက်တုန်လှုပ်သွားမလဲဒကမကြီးကိုယ်တိုင်လာပြောနေတာနော်အဲ့ဒီလိုပြောတော့အဲ့ဒီယဟန်တော်လေးကပြန်ပြောတဲ့စကားကအင်မတန်အနှစ်ရှိသူညံဘလောက်ကြီးသလဲလောကရဲ့အပေါ်မှာသူဘလို့ရှုမြင်ထားသလဲဆိုတာကိုခံမှန်းလို့ရတယ်ဘာပြန်ပြောတုံဆိုတော့ဒကမကြီးတဲ့ကိုယ့်ရဲ့နားတဲ့ကိုပတ်ဝန်းကျင်ကစကားသံတွေဆိုတာအမျိုးစုံနေအောင်ရောက်လာနိုင်တာပဲတဲ့အဲ့ဒါကိုတားလို့စီးလို့မရပါဘူးတဲ့သူများပါဇက်ပေါက်တွေဘလို့လို့လိုက်ပိတ်မှာလဲဟင်ဒကမကြီးတွေအဲ့ဒီစကားသံတွေနဲ့ပတ်သက်ပြီးတော့တားလို့စီးလို့မရပါဘူးတဲ့သူဆက်ပြောတာလေးကသိစိတ်ဝင်စားစရာကောင်းတယ်တ
တေနာထိုစကားကြောင့်မင်းခုမျက်နှာမသားမရသည်မှာဟုတ်တပံမဖြစ်ထိုက်ပါဘူးပတ်ဝန်းကျင်ကစကားသံတွေကြောင့်မျက်နှာမသားမရမဖြစ်ထိုက်ဘူးတဲ့နော်ဘာဆက်ပြောတော့တေနာဟိထိုစကားသံတို့ကြောင့်တေနာထိုစကားသံတို့ကြောင့်အဟံငါသည်အဲ့ဒီစကားသံတွေကြောင့်ငါဟာဘာမှယုံညံ့သွားတဲ့ပုဂ္ဂိုလ်တယောက်ဖြစ်မသွားဘူးစကားသံတွေကြောင့်သူဘာမှယုံညံ့တဲ့လူတယောက်ဖြစ်မသွားဘူးစောစောကဥစဉ်ပြောခဲ့တဲ့အဓိပ္ပာယ်ပေါ့နော်စကားသံတွေကြောင့်တော့ကိုဟာယုံညံ့တဲ့လူဖြစ်မသွားဘူးပင်ကိုယ်ကကောင်းရင်ကောင်းမှာပဲပေါ့ဟုတ်လားအဲ့ဒီလိုယဟန်တော်လေးကပြောပြီးတော့တောထဲမှာမိဂဝါဒဆိုပြီးတော့လူတွေကိုအင်မတန်ကြောက်တဲ့သမင်ဟာအစာရှာစားရင်းနဲ့ချက်ခနဲ့ကြားတိုင်းခေါင်းထောင်ကြည့်ချက်ခနဲ့ကြားတိုင်းခေါင်းထောင်ကြည့်အတန်နဲ့ပတ်သက်ပြီးတော့အဲ့ဒါလောက်တုံလှုပ်နေရင်ဘယ်မှာတည်ငြိမ်တဲ့စိတ်ရှိတဲ့လူလို့ပြောလို့ရမှာလဲတဲ့အတန်နဲ့ပတ်သက်ပြီးတော့အဲ့ဒါလောက်တုံလှုပ်နေရင်တည်ငြိမ်တယ်လို့ပြောလို့မရဘူးမတည်ငြိမ်ဘူးဆိုလို့ရှိရင်လေးနဲ့တဲ့အသိဉာဏ်မဖြစ်နိုင်ဘူးပတ်ဝန်းကျင်ကစကားသံတွေကိုအမြဲတမ်းခံစားနေမယ်ဆိုရင်အသိဉာဏ်တူရဖို့အတွက်အနှောင့်အယှက်ဖြစ်တယ်ဗျဟုတ်လားတခါကြီးဒီမိုင်းများဒါကြောင့်ရင့်ကျက်တဲ့လူတစ်ယောက်ဖြစ်တယ်ဆိုတာကိုပြသဖို့အတွက်ပတ်ဝန်းကျင်ရဲ့ကဲ့ရဲ့ရှုံချတဲ့စကားသံတွေကိုကြံ့ကြံ့ခံနိုင်တဲ့အတွေးတွေရှိဖို့မလိုဘူးလားလိုတယ်ဒါကြောင့်ဒကာဓမ္မတို့ဦးဇင်းတို့တွေမှာလူကြားထဲမှာနေရတာချစ်သူရှိသလိုမုန်းသူလည်းရှိမယ်ချီးမွမ်းတာရှိသလိုကဲ့ရတာလည်းရှိမယ်ဒါတွေနဲ့ပတ်သက်ပြီးတော့ငါဘာမှဖြစ်မသွားဘူးလို့နားလည်ပြီးတော့ဘာမှမဖြစ်တဲ့အရာတွေကိုဘာမှမဖြစ်တယ်လို့ပဲသဘောထားရမယ်ဘာမှအရေးမပါတဲ့အရာကိုအရေးသိပ်ပါတယ်လို့ထင်ပြီးတော့အဲ့ဒါကိုအချိန်ကုန်ခံပြီးတွေးမယ်ဆိုရင်ကိုယ့်ရဲ့ဘဝဟာယုံညံ့မှုတွေနဲ့နှိမ့်မွန်းသွားနိုင်တယ်နော်ဟုတ်လားအေးဒါကြောင့်နံပါတ်1မုံလို့ပြောတဲ့စကားတွေကိုမျက်နှိုးတဲ့ပစ္စည်းတစ်ခုကိုထုတ်ပြီးတော့ကြည့်တယ်လို့မျိုးတချို့ပြန်ကြည့်နေတာဗျဘယ်တော့မှငါ့ကိုဘယ်သူကဘယ်လိုပြောတာမမေ့နိုင်ဘူးလေဟုတ်လားတချို့ဆိုရင်အဲ့ဒီလူငါ့ကိုဒီလိုပြောတာငါတစ်သက်လုံးမမေ့ဘူးမပြောဘူးလားအေးအဲ့ဒါကိုမြတ်စွာဘုရားကအချိန်ကုန်တဲ့လူပန်းတဲ့ဘာမှအကျိုးမရှိဘူးထုတ်ပြီးတော့မခံစားပါနဲ့တဲ့ဟုတ်ရလားကိုယ့်ဘက်မှာကိုယ်တယောက်လုံးရှိနေပြီဆိုရင်အားငယ်တရားမရှိတော့ဘူးတခါတလေဦးဇင်းတို့ကအားငယ်ကြတာရှိတယ်လူတွေကလူလောကကြီးမှာချင်းချင်းတယောက်ကိုအလွန်အားပြုကြတယ်။ကိုယ့်ကိုတယောက်တည်းသိပြီးတော့မရက်တည်နိုင်ဘူး။စာဝတ်နေရေးကိုအဓိကပြောတာမဟုတ်ဘူးနော်။ပိုက်ဆံဘလောက်ရှိရှိကိုယ့်ကိုတယောက်တည်းမရက်တည်နိုင်ဘူး။ကိုယ်ဝင်းကျင်ကကိုယ့်ကိုအကုန်လုံးအမြင်ပြစ်ပယ်လိုက်ပြီဆိုရင်ဘယ်လိုဖြစ်သွားမှာလဲ။အကုန်ပုံကျသွားမှာ။စဉ်းစားကြည့်စိတ်ကူးလေးနဲ့လူတိုင်းကသာငါ့ကိုမုန်းနေပြီလားလို့ဝင်တွေးကြည့်ပါလား။ရုပ်စာဆုံးကိုမိသားစုကကိုယ်တစ်စက်ကလေးမှအကောင်းမထင်တော့ဘူးလို့မြန်တွေးကြည့်ပါလားဘယ်လိုနေမလို့ခံစားရပြီသူတို့ကကိုယ်အထင်မကြီးတာသူတို့ကကိုယ်အထင်သေးတာသူတို့ကကိုယ်အကောင်းမထင်တာကိုယ်ဘာထိခိုက်သွားလို့လဲလို့စဉ်းစားကြည့်ပါလားဘာထိခိုက်သွားတယ်တကယ်ကဘာထိခိုက်ပေါ့သူတို့စိတ်ထဲဖြစ်တဲ့အတွေ့ပဲလေတကယ်ကဒါပေမဲ့ကိုယ်ကဘယ်လိုဖြစ်သွားတာစိတ်ရောကတော့ရတော့နေတယ်နော်တချို့ဘာလို့တော့အဲ့ဒါသူများအာပြုနေလို့ဆိုတာရှင်းနေရတယ်အဲ့တော့ဦးစင်းကတွေးကြည့်တယ်ကိုယ့်ဘက်မှာကိုယ်ဆိုတာကြီးအဓိကရှိရင်တော့တိတ်အားငယ်ကြလုံးမယ်မထင်ဘူးလို့ဟုတ်လားကိုကသာတကယ်ကောင်းတဲ့လူတစ်ယောက်ဖြစ်ပါစေငါဟာကောင်းတဲ့လူတစ်ယောက်ဖြစ်တယ်ဆိုတာကိုကိုယ်တိုင်သိကိုသိလိမ့်မယ်အဲ့ဒီအသိကိုသာဦးဇင်းတို့တကယ်စစ်မှန်တဲ့နည်းနဲ့ရအောင်လို့ငါဟာတကယ်ကောင်းတဲ့လူတစ်ယောက်လို့ခိုင်ခိုင်မာမာသိမယ်ဆိုရင်ကိုယ့်ဘက်မှာကိုယ်တစ်ယောက်လုံးရှိနေတယ်အဲ့လိုဆိုရင်သူများမရှိလဲကိစ္စမရှိဘူးသူများရဲ့ကိုယ့်ဘောကောင်းပါတယ်လို့ပြောဆိုလာမဲ့စကားသံတွေကိုမျှော်လင့်စရာအကြောင်းလည်းမရှိဘူးကိုယ်မကောင်းဘူးလို့ပြောမှလားကိုလည်းကြောက်ကြရမလို့ပြောရရင်ချီးမွမ်းတဲ့ကိုလည်းမမျှော်လင့်ဘူးကဲ့ရဲ့တဲ့ကိုလည်းမကြောက်ရွံ့ဘူးဟောဆိုသူလုံလောက်နေတယ်မင်းချီးမွမ်းလဲငါဒီတိုင်းပဲမင်းကဲ့ရဲ့လည်းပဲငါမင်းကဲ့ရဲ့တဲ့အတိုင်းမဟုတ်ဘူးငါကောင်းတယ်ဆိုတာသိတယ်ဟောဘလောက်ရှင်းတော့နော်ရက်တည်နိုင်တယ်ဟုတ်လားဒါပေမဲ့ဦးဇင်းတို့မှာအဓိကလိုတာဘာလို့ဆိုတော့ကိုဟာကောင်းတဲ့လူတစ်ယောက်ပါလို့သိဖို့ကတော့လိုလိမ့်မယ်နော်အဲ့ဒါကဟန်ဆောင်ပြီးတော့လုပ်လို့တော့မရဘူးတကယ်မကောင်းပဲနဲ့ဒီစိတ်ကကိုယ့်ကိုကောင်းတယ်လို့အတိမပြုတ်မှာမဟုတ်ဘူးအဲ့တော့ကိုကတကယ်ကောင်းအောင်မလုပ်အောင်မလို့နေနေရတယ်အဲ့လိုတကယ်ကောင်းအောင်နေမယ်ဆိုရင်ဘယ်လိုနေမလို့အကောင်းဆုံးစိတ်နဲ့နေနိုင်မှကိုတကယ်ကောင်းတဲ့လူလို့သိမှာဦးဇင်းခုပြောတာတွေကတွေးကြရတယ်နော်ဒီကမကြီးများဟုတ်လားအဲ့တော့အကောင်းဆုံးစိတ်ကဘယ်လိုစိတ်တော့
ဒါနနဲ့ရှင်တဲ့စိတ်ရှိတယ်သီလနဲ့ရှင်တဲ့စိတ်ရှိတယ်တည်ငြိမ်မှုနဲ့ရှင်တဲ့စိတ်ရှိတယ်သိမြင်နားလည်မှုနဲ့ရှင်တဲ့စိတ်ရှိတယ်ဒါနသီလသမာဓိပညာဒေသနာတွေကဆက်ဆက်နေတာနော်ဘာနဲ့ရှင်တဲ့စိတ်ဟာအကောင်းဆုံးစိတ်ဖြစ်မှာတော့ပညာနဲ့ရှင်တဲ့စိတ်ဟာအကောင်းဆုံးဖြစ်မယ်ဟုတ်တယ်မဟုတ်လားအမှန်သိမှုနော်လူရင်းပြောရလို့ရှိရင်ဘောဟာမတည်ငြိမ်ဘူးဆိုတဲ့အတိဘောဟာမကောင်းမွန်ဘူးဆိုတဲ့အတိဘောဟာတန်ဖိုးမဲ့တယ်ဆိုတဲ့အတိအနိစ္စဒုက္ခအနတ္တကိုသိတဲ့အတိရောနော်အဲ့ဒီအတိရပါတော့အလွန်ကောင်းတဲ့အတိပဲဟောဆိုအဲ့ဒီအတိရှိလို့ရှိရင်ကိုကိုလည်းမနှိမ့်ချက်ဘူးသူများကိုလည်းမနှိမ့်ချက်ဘူးကိုလည်းမဖြက်စီးဘူးသူများကိုလည်းမဖြက်စီးဘူးဘဝကိုမမောတယ်လို့လည်းမရှိဘူးဖြက်စီးမှလည်းမဟုတ်ဘူးနားလည်မှုအပြည့်အဝရှိတဲ့အတွက်ကြောင့်အဲ့ဒီစိတ်ဟာအလွန်ကောင်းတယ်အလွန်လည်းပဲငြိမ်းချမ်းမှုရှိမယ်ဟုတ်လားအဲ့ဒီလိုစိတ်အခြေအနေမျိုးလေးတွေနဲ့အနေချလို့ရှိရင်ကိုအလွန်အပြည့်ကင်းတယ်အလွန်ကောင်းတယ်ဆိုတာကိုမသိပဲမနေဘူးအဲ့လိုကိုကောင်းတယ်ဆိုတာသိပြီဆိုရင်တော့သူများရဲ့လေးစားမှုတန်ဖိုးထားမှုဦးဇင်းတို့မျှော်လင့်စရာအကြောင်းသိပြီးတော့မရှိဘူးကိုမမျှော်လင့်လည်းပဲကိုမှအဲ့ဒီရည်သွေးရှိရင်တော့ရလာမှာပဲနော်ဒါပေမဲ့မရလည်းပဲကိစ္စမရှိဘူးဆိုတာကိုပြောတာဟုတ်လားဒါကြောင့်ပြည်သက်ပေါင်းတို့အောင်တို့တွေးကြည့်တဲ့နဲ့ကိုယ့်စိတ်ရဲ့လိုအပ်ချက်ကလေးတွေကိုမြင်တတ်ဖို့လိုတယ်နော်စာဝတ်နေရေးကျမ်းမာရေးတွေလိုတာမဟုတ်ဘူးနော်စိတ်လိုအပ်ချက်တွေအများကြီးရှိတယ်ဟုတ်လားအဲ့ဒါတွေကဘာလို့လိုနေတာတော့တကယ်ရောလိုသလားလိုနေတယ်ဆိုလို့ရှိရင်ရောမလိုအောင်ဘယ်လိုလုပ်မလို့ခက်တာကပတ်ဝန်းကျင်ရဲ့သဘောတဘာဝဆိုတာကကိုအစိုးမရအောင်နော်တခါတလေသူတို့ထင်ကြတယ်လို့ထင်ကြတာပဲဟုတ်လားအေးအဲ့တော့ကိုခိုင်ခိုင်မာရက်တည်နိုင်အောင်နေနိုင်ဖို့ကပို့ပြီးတော့အရေးမကြီးဘူးလားအရေးကြီးတယ်ဖြစ်ခဲ့တာတွေနဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာဘာအကုသိုလ်မှမဖြစ်စေနဲ့တဲ့စိတ်ကိုတန့်ရှင်းအောင်တုတ်တင်ပလိုက်တဲ့ပြီးခဲ့ပြီးသားတွေကဘာမှရှိတော့တာမဟုတ်အဲ့ဒီဘာမှမရှိတော့တဲ့အရာတွေကကိုယ့်ရဲ့စိတ်ကိုမှွေနှောက်ခြောက်ချားပြီးတော့မနေစေနဲ့နော်ပြီးခဲ့တာတွေကိုပြီးခဲ့ပြီမရှိတော့ဘူးလို့စိတ်ထဲမှာရှင်းရှင်းလင်းလင်းသဘောပေါက်အောင်လုပ်ပြီးတော့ဒီအတိတ်နဲ့ပတ်သက်ပြီးတော့စိတ်မှာအကုသိုလ်အညစ်အကြေးမတင်အောင်တနည်းအားဖြင့်တင်ခဲ့မယ်ဆိုရင်လည်းတန့်ရှင်းသွားအောင်စေကြောတုတ်တင်ပြလိုက်တယ်ယံပုပ္ပေတံဝိသောတေဟိပစ္စာတိမာဟုကိစ္စနံဟောမရောက်သေးတဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့လည်းပဲဘုန်းဘုန်းတို့မှာတော့ကြောင်းကြခြင်းတောင့်တခြင်းတွေနဲ့ပူနေလောင်နေကြရတာတွေမရှိဘူးလားရှိရနော်အဲ့ဒါကိုလည်းဘာလို့အောင်ရှင်းထုတ်ပြလိုက်တဲ့ယံပုပ္ပေတံဝိသောတေဟိပစ္စာတိမာဟုကိစ္စနံလောလောဆယ်အခုပြစ္ဆုတ်ပံအခိုက်အတန့်မှာဖြစ်နေတဲ့အရာတွေနဲ့ပတ်သက်ပြီးတော့လည်းပဲတော့နည်းနည်းလေးမှစိတ်ထဲမှာမစွဲလန်းအောင်နေတဲ့မြတ်စွာဘုရားကတော့မိဘကိုကျေးဇူးဆက်တဲ့ပုဂ္ဂိုလ်ပြုစုလုပ်ကျွေးတဲ့ပုဂ္ဂိုလ်ဟာဒီဘဝနဲ့ကိုပဲချမ်းသာမယ်တဲ့တူလေးဟောထားတယ်နော်ဒုက္ခမေတ္တယတာလောကယထောပိတ္တယတာဒုက္ခအမိကိုလှုပ်ကြွေးပြုစုတဲ့ပုဂ္ဂိုလ်အဖကိုပြုစုလှုပ်ကြွေးတဲ့ပုဂ္ဂိုလ်ဒီဘဝနဲ့ကိုချမ်းသာလိမ့်မယ်တဲ့အဲ့ဒါအခုဒီခေတ်မှာမိဘကိုပြုစုလှုပ်ကြွေးလို့ချမ်းသာဒုက္ခနဲ့ပြည့်စုံကြတဲ့လူတွေအများကြီးရှိတယ်လက်တွေ့နော်ဟိုဘဝကူးပြီးတဲ့အထိအကျိုးပေးမဆောင်ဘူးဒိဋ္ဌဓမ္မဝေဒနိယကံအနေနဲ့မိခင်ဖခင်တို့ပေါ်မှာတိတက်နားနဲ့လိမ်မာတဲ့သာသမီဒီဘဝနဲ့ချမ်းသာတာရှိတယ်ဟုတ်ရလားပြီးတော့ဦးဇင်းတို့ဟိုတရားမင်းဖြစ်စေတတ်တဲ့ကံဆိုပြီးတော့မြတ်စွာဘုရားမဟာလိကိုဟောထားတာရှိတယ်တရားဖြစ်အောင်ကျင့်ရမယ်အကျင့်တရားဟိုမဟာလိမင်းသားကမြတ်စွာဘုရားကိုလာပြီးတော့လျှောက်တယ်ရှင်ဘုရားတဲ့တရားမင်းဆိုတာကိုမြတ်စွာဘုရားမြင်ဘူးလားတဲ့အဲ့တော့မြတ်စွာဘုရားကမြင်ဘူးတယ်လို့ပြောတော့အရှင်ဘုရားမြင်ဘူးတဲ့တရားမင်းကအတုအယောင်ပဲဖြစ်မယ်ထင်တယ်တဲ့ဘာလို့ဆိုတရားဆိုတာကတာမန်လူတွေမြင်ဖို့သိခဲရင်းတယ်ငါသူကတရားကိုဘုရားတဲ့မြတ်တော်အထင်ကြီးသေးသလားမသိဘူးသိလားအဲ့ဒီမဟာလိဖြစ်နေပုံကအဲ့ဒီမှာမြတ်စွာဘုရားကမဟာလိကိုပြောတယ်တရားမင်းကိုငါမြင်လဲမြင်ဘူးတဲ့တရားဖြစ်အောင်ဘယ်လိုလုပ်ရမယ်ဆိုတာလဲငါကောင်းကောင်းသိတယ်တဲ့တရားအကြောင်းငါအကုန်လုံးသိတယ်အဲ့ဒီမှာတရားဖြစ်အောင်ကျင့်ရမယ်ကျင့်စဉ်ဆိုတာထဲမှာမိခင်ဖခင်ကိုကျွေးမွေးရမယ်ဆိုတာတစ်ချက်ပါတယ်ဟုတ်ရလားဒါဦးဇင်းတို့မိဘနဲ့ပတ်သက်ပြီးတော့စုဆောင်းထားတာလေးပေါ့လေပြီးတော့သုဝဏသမ္မဇတ်ထဲမှာမိဘကိုပြုစုလုပ်ကျွေးတဲ့ပုဂ္ဂိုလ်များနတ်တွေကတောင်ဆေးကုတယ်လို့ဒါရိုက်ပါဠိတော်ထဲမှာဟောထားတာရှိတယ်အဲ့ဒါပိသဘောသူတော်ကောင်းတို့ကိုယ့်ဘဝမှာအခက်အခဲအကျက်တေးတွေဆိုတာတစ်ခါမဟုတ်တစ်ခါတွေ့ရတတ်တယ်နော်ကျမ်းမာရေးအရာအမျိုးမျိုးသောအရေးတွေကြောင့်အစင်မပြေတာတွေတွေ့လာရင်ငါမိဘအပေါ်မှာစိတ်ကောင်းနှလုံးကောင်းထားတယ်တတ်နိုင်သမျှပြုစုတယ်လှုပ်ကြွေးတယ်အီမန်နဲ့သစ္စာစကားကြောင့်အစင်ပြေပါစေဒီတိုင်မကောင်းဘူးလားအေးကိုယ့်ဘဝမှာအစင်ပြေမှုတွေရနိုင်တယ်နော်နတ်တွေကတောင်ဆေးကုတယ်လို့ပြောထားတယ်ဟုတ်ရလားအေးပြီးတော့ဦးဇင်းတို့ဟို
မင်္ဂလာတရားဖြစ်တယ်တဲ့မိဘကိုကျွေးစုပြုစုလုပ်ကျွေးတာဒါကတော့ပိဿတို့အလုံးသိပြီးသားပါအဲ့တော့မင်္ဂလာဆိုတာဘာတုံးဆိုတော့မကောင်းမှုကိုဖယ်ရှားပြီးတော့ကောင်းမှုတွေကိုတိုးပွားလာစေတဲ့သဘောအဲ့ဒါကိုမင်္ဂလာလို့ခေါ်တာမဟုတ်လားအဲ့တော့မိဘကိုပြုစုလုပ်ကျွေးတယ်ဆိုရင်ဦးဇင်းတို့စိတ်ထဲမှာသဘောပေါက်တာကတော့တေချာပေါက်ဒီပုဂ္ဂိုလ်ဟာနောင်တအေးလိမ့်မယ်နောင်တရစရာအကြောင်းမရှိဘူးငါလှုပ်တဲ့လှုပ်ထိုက်တာကိုလှုပ်ခဲ့တယ်ကြည်နူးမှုဝါတာမှုအပြည့်ပေါ့နော်မိဘနဲ့သားသမီးရဲ့ဆက်ဆံရေးမှာသားသမီးတွေကအမြဲတမ်းမိဘကိုကျေးဇူးရှင်တယောက်အနေနဲ့ချစ်မြတ်နိုးမှုနဲ့ဆက်ဆံမယ်ဆိုရင်မိဘတွေကအထာထက်သာတဲ့မေတ္တာနဲ့သားသမီးကိုပြန်ပြီးတော့မတုံ့ပြန်မိဘူးလားငါသားသမီးလေးလိမ်မာလိုက်တာတော်လိုက်တာသားသမီးကမိဘကို100ဘို့ပေးတယ်ဆိုရင်မိဘက1000ဘို့1000ဘို့လောက်ခံစားတာဟုတ်ရမို့လားပြောချင်တာကဘာတော့ငါပုံမှာပြန်ပြီးတော့တိတတ်တယ်နော်ဆိုတဲ့အသိစိတ်လေးကြောင့်မိဘကသားသမီးကိုပူလို့တောင်ထပ်ပြီးတော့ချစ်ရတယ်မျက်နှိုးရတယ်အဲ့မှာမေတ္တာတွေတပတ်လေသွားတယ်ပေါ့ဒါဥစဉ်တော့ကလောကကြီးကိုမိဘနဲ့သားသမီးဆက်ဆံရေးကိုအဲ့လိုဖြစ်စေချင်တာအခုတပတ်ကတိတ်မလဲကြဘူးသိလားနော်တခါကြီးဒီမိုင်းမြသားသမီးကမိဘအပေါ်မှာပြန်ပြီးတော့တုံ့ပြန်မှုမရှိတော့မိဘတွေကလည်းသားသမီးကိုတိတ်ပြီးတော့ဗါတော့အကောင်းမပြောနိုင်ဘူးဒီခက်ကလေးတွေကပြောလို့ကိုမကောင်းပါဘူးဆိုပြီးတော့မိဘတွေကလည်းသားသမီးရဲ့အပေါ်မှာမေတ္တာကနည်းနည်းခန်းတဲ့သဘောမျိုးဖြစ်မလာပြီဘူးလားဒါပုထုဇဉ်သဘောနော်တခါကြီးဒီမိုင်းမြတော်တဲ့သားသမီးနဲ့ဆိုးတဲ့သားသမီးတော်တဲ့သားသမီးကိုပို့ချစ်မှာပါပဲတန်ရောတဲ့အရာဆိုးတာလဲကိုသားဆိုးလို့မို့ကိုချစ်ရတာလေးတွေလည်းရှိတော့ရှိတာပေါ့ဒါပေမဲ့ကိုယ့်အပေါ်မှာတိတတ်တဲ့စိတ်နဲ့ကျေးဇူးတရားကိုနားလည်တဲ့စိတ်နဲ့လိမ့်လိမ့်မာမာနေတဲ့သားသမီးတုံ့ပြန်တဲ့သားသမီးအမြဲတမ်းကိုယ့်ပေါ်မှာကောင်းတဲ့သားသမီးကိုမိဘတွေဟာမေတ္တာတွေပို့ပြီးတော့မပေးနိုင်ဘူးလားပေးနိုင်မယ်အဲ့ဒါလို့ဆိုရင်မိဘမေတ္တာကြောင့်သားသမီးမေတ္တာဖြစ်တယ်သားသမီးမေတ္တာကြောင့်မိဘမေတ္တာဖြစ်တယ်အဲ့ဒါလို့စီစီကပ်ကပ်နော်စူစူပြေပြေလေးနေရရင်ဒီမိသားစုตายရစရာမကောင်းဘူးလားအေးဒါကုသိုလ်တွေနော်တခါကြီးမိုက်မြကုသိုလ်တွေအဲ့ဒါလို့မဟုတ်ဘဲနဲ့ကိုကပြန်လဲတုံ့ပြန်မှုသိမ့်မရှိဘူး6ကက်ကက်နဲ့ဟုတ်လားမိဘပေါ်မှာမကြည်သလိုကြည်သလိုလုပ်နေရင်မိဘကဘယ်လိုနေမတော့မချစ်ဘူးတော့မဟုတ်ပါဘူးသို့တော့အဲ့ဒါကြီးကိုမြင်ရတာမိဘတွေရဲ့စိတ်ထဲမှာကြည်နူးမှုရှိမလားမရှိဘူးအဲ့တော့မိဘတွေကလည်းသားသမီးတွေကိုတွေ့တိုင်းတပြစ်တောက်တောက်နဲ့ပြောအဲ့မှာသားသမီးနဲ့မိဘရဲ့ဆက်ဆံရေးကဘလို့ဖြစ်တော့ဘလို့မှအဆင်မပြေဘူးသားသမီးကလည်းမိဘကိုနားလည်းမပေးဘူးမိဘကလည်းသားသမီးကိုနားလည်းမပေးဘူးဟုတ်ရဲ့လားအဲ့ဒါလိုတယောက်တယောက်ကိုနားမလည်ပဲနဲ့ဒီလိုနဲ့မဖြစ်လို့သာအတူတူနေရတယ်နေခြင်းလွန်းလို့ဆိုတဲ့စိတ်ကသိပ်ပြီးတော့မရှိဘူးမကောင်းတော့ဘူးเนาะတခါဒီမိုင်းများဟုတ်ရဲ့လားဒါကြောင့်အဲ့ဒါမျိုးတွေမဖြစ်အောင်မေတ္တာတွေတပတ်လဲသွားအောင်မိဘကျေးဇူးကိုသိမြင်နားလည်ပြီးတော့ချိုးသားတဲ့စကားအေဂျင့်တဲ့မေတ္တာတတ်နိုင်တဲ့မြတ်ပြုစုယူရပြီးတော့ဖေးဖေးမမနေမယ်ဆိုရင်မကောင်းဘူးလားကောင်းတယ်ဒါကျေးဇူးဆက်ခြင်းရဲ့ကျေးဇူးသိခြင်းရဲ့အကျိုးတရားတွေဘယ်သူညင်းနိုင်မလဲမငင်းနိုင်ဘူးဟိုနောက်ဘဝကြမှာရမယ့်အကျိုးကျေးဇူးတွေဘာတွေဦးဇင်းတို့သိမပြောဘူးနော်တခါယူမိုက်များဟုတ်ရလားအေးဒီဘဝတင်ကိုပဲအေးအေးချမ်းချမ်းမရှိပေဘူးလားရှိမယ်ဒါကြောင့်မိဘရဲ့ကျေးဇူးကိုသိမြင်နားလည်ပြီးတော့ဟောအ ਨੇ ဆုံးကျေးဇူးသိတယ်ဆိုတဲ့စိတ်ဟာအင်မတန်ချမ်းသာတဲ့နူးညံ့တဲ့စိတ်တစ်မျိုးနော်ငါပေါ်မှာ तू တော်တော်ကောင်းတာပဲဒါလေးစဉ်းစားမိတာနဲ့ဘာမှမတုံ့ပြန်နဲ့အောင်တေချာပေါက်ကိုယ်စိတ်ထဲမှာကောင်းတဲ့သဘောဖြစ်ကိုဖြစ်တယ်ပိဿတို့ခံစားလို့ရတာဦးဇင်းပြောတာကိုအေးအဲ့ဒီစိတ်တွေများလာလို့ရှိရင်ငါအမေကိုဘာလို့ပေးရမလဲငါအဖေကိုဘာလို့ပေးရမလဲအဲ့ဒီစိတ်တောက်လျှောက်ဆက်ပြီးတော့မဖြစ်ပေဘူးလားဖြစ်မှာပဲကောင်းတာတွေအများကြီးဆက်ဖြစ်သွားမှာနော်ဒါကြောင့်မိဘရဲ့ကျေးဇူးတရားတွေကိုအများကြီးသိအောင်ကြိုးစားရမယ်ဦးဇင်းတခါတလေစဉ်းစားကြည့်တာကကိုယ်တိုင်မိဘနေရာကိုရောက်နေတာတောင်မိဘရဲ့အကြောင်းကိုမစားနိုင်တဲ့လူတွေကိုဦးဇင်းကတော်တော်ကိုအံ့ဩတယ်သိလားအဲ့ဒီကိစ္စကိုသိလားရှိတယ်နော်တခါကြီးမိုက်များရှိတယ်ဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့မိဘကျေးဇူးဆက်သောအဖြစ်ရနိုင်တဲ့အကျိုးကျေးဇူးတွေကိုပြောရင်ကုန်နိုင်ပေါ်ရရှိမလားမရှိဘူး